အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ YouTube channel အကောင့်ဖွင့်နည်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာလုပ်ကြည့်မယ်လို့ညောက်ပေးတော့မှာဖြစ်ပါတယ် YouTube channel အကောင့်ဖွင့်တဲ့ပြေကိုကျွန်တော်တို့ဗီဒီယိုမှာ description ရေးနည်းတွေ profile picture change နည်းတွေဗီဒီယိုမှာ watermark ထည့်နည်းလေးပါကျွန်တော်သေသေးချာလေးရှင်းပြပေးတော့မှာဖြစ်ပါတယ် YouTube channel အကောင့်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့ Safari ထဲကနေပြီးတော့ဒီ Google မှာကျွန်တော်တို့က create YouTube channel ဆိုပြီးကျွန်တော်ရိုက်ရှာလိုက်မယ်ခင်ဗျဒါဆိုရင် YouTube create channel ဆိုပြီးထွက်လာလိမ့်မယ်ခင်ဗျကျွန်တော် delete ထည့်ဝင်လိုက်မယ်ဒီနေရာမှာကျတော့ကျွန်တော်တို့က Gmail ရှိလို့ရှိရင် Gmail ကနေတန်းဝင်လို့ရသလိုကျွန်တော်တို့ Gmail မရှိသေးတဲ့လူတွေကျတော့ create account ဆိုပြီးတော့ဖွင့်ပြီးတော့ကျွန်တော်တို့ဝင်ရမှာဖြစ်ပါတယ်ခင်ဗျဒါတော့ကျွန်တော် create account နေလိုက်မယ်ပြီးလို့ရှိရင် for my personal use ကိုနေလိုက်မယ်ခင်ဗျအပေါ်မှာကျတော့ကျွန်တော် first name last name ပေးရမှာဖြစ်ပါတယ်ခင်ဗျဒါတော့ကျွန်တော်တို့ YouTube channel ရဲ့နာမည်မဟုတ်သေးပါဘူးခင်ဗျဒါဆိုကျွန်တော်နာမည်တစ်ခုခုပေးလိုက်မယ်ခင်ဗျပြီးကျွန်တော် next ကိုသွားလိုက်မယ်ဒီနေရာမှာကျတော့ကျွန်တော် birthday ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျတော့ကျွန်တော်တို့အမျိုးသားလားအမျိုးသမီးလားရွေးပေးရမယ်ပြီးရင် next ကိုသွားလိုက်မယ်ဒီနေရာမှာကျတော့ကျွန်တော်တို့စိတ်ကြိုက် Gmail နာမည်တစ်ခုခုပေးရမှာဖြစ်ပါတယ်ခင်ဗျပြီးရင် next ကိုသွားလိုက်မယ်ခင်ဗျဒီနေရာမှာကျတော့ကျွန်တော်တို့ password ပေးရမှာဖြစ်ပါတယ်ခင်ဗျ password တော့လူ Gmail လို့စိတ်ကြိုက်အပေါ်အောက်ကိုတူအောင်ပေးရမှာဖြစ်ပါတယ်ခင်ဗျပြီးရင်ကျွန်တော်တို့ဒီမှာပြီးရင် next ကိုသွားလိုက်မယ်ဒီနေရာမှာကျတော့ကျွန်တော်ဖုန်းနံပါတ်နဲ့ကျွန်တော် verify လုပ်မှာဖြစ်ပါတယ်ခင်ဗျပြီးရင် next ကိုသွားလိုက်မယ်ကျွန်တော်ဖုန်းနံပါတ်နဲ့ပို့လာတဲ့ကုတ်6လုံးကျွန်တော်ဒီနေရာမှာထည့်လိုက်မယ်ခင်ဗျပြီး next ကိုသွားလိုက်မယ်ဒီနေရာမှာကျွန်တော် recover mail address ထည့်ရမှာဖြစ်ပါတယ်ခင်ဗျ recover mail address ဆိုတာကျွန်တော်တို့အရင်ဖွင့်ပြီးသား Gmail ကိုကျွန်တော်ဒီနေရာမှာထည့်လိုက်ရပါတယ်ခင်ဗျပြီးရင် next ကိုသွားလိုက်မယ်ပြီးရင် next I agree ဆိုနေလိုက်မယ်ဒီနေရာမှာကျတော့ YouTube channel အကောင့်ရဲ့နာမည်ကိုကျွန်တော်တို့စိတ်ကြိုက်ပြန်ပေးလို့ရတယ်ခင်ဗျကျွန်တော်ရဲ့ YouTube channel ရဲ့နာမည်ကိုကျွန်တော်ပြန်ပြီးတော့ပြင်ပြီးပေးလိုက်တယ်ခင်ဗျပြီးရင် create channel နေလိုက်မယ်ခင်ဗျဒါဆိုကျွန်တော် YouTube channel အကောင့်ဖွင့်လုပ်ပြီးရပြီဖြစ်ပါတယ်ခင်ဗျ YouTube channel ထားဦးသွားလို့ရှိရင်နောက်ထပ်အရေးကြီးတဲ့ဟာကျွန်တော်တို့ customize channel ဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ YouTube channel ကို setting ချရမှာဖြစ်ပါတယ်ခင်ဗျဒါဆိုကျွန်တော်တို့ customize channel နဲ့လိုက်မယ်ခင်ဗျအပေါ်ဟာကျတော့ကျွန်တော် banner image ကိုထည့်ရမှာဖြစ်ပါတယ်ခင်ဗျပြီးရင် done ကိုနိုင်မယ်ဒီနေရာမှာကျတော့ profile picture ဖြစ်ပါတယ်ခင်ဗျ profile picture ကျတော့ကျွန်တော် YouTube channel ရဲ့ logo ဖြစ်ပါတယ်ခင်ဗျဓာတ်ပုံထည့်လဲရတယ်ကျွန်တော် logo ထည့်လဲရတယ်ခင်ဗျကျွန်တော်ဒီမှာပြီး done ကိုနိုင်မယ်ခင်ဗျဒီနေရာမှာကျတော့ကျွန်တော် YouTube channel ရဲ့နာမည်ဖြစ်ပါတယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်အောင်းနားလေးဆွဲချလိုက်မယ်ဒီ description ကျတော့ကျွန်တော် YouTube channel ဝင်လိုက်တာနဲ့ကျွန်တော် YouTube channel profile မှာရေးထားတဲ့စာကိုပြောပါတယ်ခင်ဗျအောင်းနားလေးဆွဲချလိုက်မယ်ဆိုရင်ဒီနေရာမှာကျတော့ Facebook link ရှိလို့ရှိရင်ကျွန်တော် Facebook link ကိုဒီမှာတစ်ခါတည်းချိတ်ထားလို့ရပါတယ်ခင်ဗျအောက်ကကျတော့ contact information ကျတော့ကျွန်တော်တို့ Gmail လိပ်စာထည့်ထားလို့ရပါတယ်ခင်ဗျvideo watermark ကျတော့ကျွန်တော် video အောက်ချင်သားလေးမှာရှိတဲ့ logo လေးထည့်တာဖြစ်ပါတယ်ခင်ဗျဒါလေးကျွန်တော်ထည့်ချင်လို့ရှိရင် unlock နှိပ်ပြီးတော့ကျွန်တော်ဓာတ်ပုံလေးရွေးပေးလိုက်မယ်ဆိုရင်ပြီးလို့ရှိရင် down ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် watermark ကိုထည့်ပြီးသားဖြစ်ပါတယ်ခင်ဗျအားလုံးပြီးသွားပြီဆိုရင်ကျွန်တော် publish ကိုနှိပ်လိုက်ရင်ဒါဆိုကျွန်တော် YouTube channel အကောင့်ဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျ